ဒီကောင်လေးမှာသူ့မျက်နှိုးတံမိုးထားတဲ့ဒန်တီလီယွန်အပင်လေးတစ်ပင်ရှိပါတယ်ဒါပေမဲ့သူ့အဖေကတော့အဲ့ဒီအပင်ကိုသဘောမကျပါဘူးသူ့အဖေကပန်းသီးပင်တွေကိုကူးတောက်ဖို့အတွက်ရှေးဟောင်းနည်းစနစ်အတိုင်းပဲတိတိကျကျလှုပ်စေချင်တာပါဒါပေမဲ့ကျွန်တော်တို့ရဲ့လူရှုပ်ကလေးကတော့ငြိမ်ငြိမ်မနေပါဘူးအဖေဖြစ်သူမသိအောင်ဆေးဆက်တဲ့ထဲမှာလျှို့ဝှက်စမ်းကြဲတဲ့အဖြူရောင်မှုန့်တွေခိုးထည့်လိုက်ပါတယ်နောက်တနေ့မနက်အဖေဖြစ်သူအပြင်ထွက်ကြည့်လိုက်တဲ့အခါမှာတော့ပန်းသီးတွေမှာထူးဆန်းတဲ့အဖြူရောင်မွေးမြင်တွေပေါက်နေတာကိုမြင်ပြီးဒေါသတွေအယမ်းထွက်သွားပါတယ်အဖေကစိတ်တူပြီးကောင်လေးရဲ့ဒန်တီလီယွန်ပင်လေးကိုအမြစ်ကနေဆွဲနှုတ်ပစ်လိုက်ပါတယ်ညစ်နဲ့တက်ကောင်စမ်းတက်မှုအဖေကစူပေမဲ့လည်းကောင်လေးကတော့လက်မလျှော့ပါဘူးသူ့ရဲ့ကိုယ်ပိုင်နီလန်းတစ်ကိုထပ်ဆန်းဖို့ညဘက်မှာအိတ်ချင်ရောင်ဆောင်ပြီးသူ့အဖေအိပ်ပျော်ချိန်စောင့်နေခဲ့ပါတယ်အဖေအိပ်ပျော်သွားပြီဆိုတာနဲ့သူဟာမော်စပွဲစီကိုတိတ်တဆိတ်သွားပြီးစေးနီးအစ်စ်ကိုဆက်ပါတော့တယ်ဒါပေမဲ့ခက်တာကစမ်းတက်မှုကချက်ချင်းမအောင်မြင်ပဲပင်ပန်းလုံးလို့အဲ့ဒီနေရာမှာတင်သူအိပ်ပျော်သွားခဲ့ပါတယ်နောက်တနေ့မှာတော့အခြေအနေတွေကပိုဆိုးသွားပါတယ်အဖေဖြစ်သူအပြင်ထွက်ကြည့်တဲ့အခါပန်းသီးပင်တွေဟာတေလူမျောပါဖြစ်နေတာကိုတွေ့လိုက်ရတဲ့အဖေကတော့သူယုံကြည်တဲ့ရှေးဟောင်းနည်းစနစ်ကြီးကအလကားဖြစ်သွားပြီဆိုပြီးအရန်ကိုစိတ်ပြက်ဝမ်းနည်းသွားတာပေါ့အဲ့ဒီအချိန်မှာတခြားအပင်တွေတေကုန်ပေမဲ့ကောင်လေးရဲ့ဒန်တီလီယွန်ပင်လေးကတော့ရှင်တန်နေတုံးပဲဆိုတာတွေ့လိုက်ရတယ်ကောင်လေးကသူ့ရဲ့နီလန်းတစ်ကိုတုံးကြည့်ဖို့အဖေကိုအကြံပေးပေမဲ့အဖေကလက်မခံခဲ့ပါဘူးဒါပေမဲ့ကောင်လေးကဆွဲမလျှော့ပဲထက်ခါစူးစမ်းပြတဲ့အခါမှာတော့နောက်ဆုံးမှာအဖေဖြစ်သူကသားဖြစ်သူကိုကူညီပေးဖို့ဆုံးဖြတ်လိုက်ပါတယ်အံ့ဩစရာကောင်းတာကသူတို့သားအဖနှစ်ယောက်ပူးပေါင်းပြီးစေးနစ်တစ်ကိုတုံးလိုက်တဲ့အခါမှာတော့စမ်းတက်မှုကအောင်မြင်သွားပြီးအပင်တွေပြန်လည်ရှင်တန်လာပါတော့တယ်